ရွာရဲ့အနောက်ဘက်မှာရွာဆောင်နှစ်ကုန်းဆိုတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာမှာနှစ်ပေါင်းများစွာကပျက်စီးနေတဲ့တစ်သားလဲအိုကြီးတစ်စီးရှိပြီးဘယ်သူမှအဲ့ဒီနားကိုမသွားရဲကြဘူး။ဒါပေမဲ့ဖိုးထောင်ဆန်အေးနဲ့လူအေးတို့၃ယောက်ကတော့တောလိုက်ရင်ညှင်းနဲ့သွားလို့အဲ့ဒီလမ်းကြောင်းကနေဖြတ်ခဲ့ကြပါတယ်။သူတို့လဲအိုကြီးနာရောက်တဲ့အခါလဲဘေးကြီးတစ်ဖက်ကလဲကျနေတာကိုတွေ့ရတယ်။ဖိုးထောင်ကဒီတစ်သားတွေကအကောင်းကြီးပဲအိမ်မှာထင်းဆိုင်လို့ရတာပဲဆိုပြီးလှဲပြီးကိုပစိန်နဲ့ပေါက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလှဲပြီးတဲကနေလူတစ်ယောက်ညီးတွားတန်ကြီးထွက်လာပါတယ်။အိမ်ပြန်ရောက်တဲ့အခါဖိုးထောင်ရဲ့အိမ်တအိမ်လုံးမှာပုတ်စော်နန်းနဲ့အနံဆိုးကြီးတစ်ခုဆွဲကြံနေခဲ့တယ်။ဘလောက်ပဲတန်ရှင်းရေးလို့အနံ့ကပိုပြင်းလာပြီးအဲ့ဒီအနံ့ကလှဲပြီးကိုပေါက်ခဲ့တဲ့ဖိုးထောင်ရဲ့ကိုယ်ပေါ်ကနေထွက်နေတာပါ။ဆန်အေးကအဲ့ဒီညမှာအိမ်မက်တယ်။အိမ်မက်ထဲမှာသူဟာနွားတကောင်ဖြစ်နေပြီးသူ့ရဲ့အနောက်ကလှဲကြီးကိုအသေးအတန်ဆွဲနေရတယ်။လှဲပေါ်မှာတော့အသားတွေပုတ်ရိနေတဲ့လူတစ်ယောက်ကသူ့ကိုနှင်တန်နဲ့အဆက်မပြတ်ရိုက်နေပါတော့တယ်။နောက်တနေ့မနက်မှာလူအေးဟာအိမ်မှာမရှိတော့ဘဲပျောက်ဆုံးသွားတယ်။သူတို့လိုက်ရှာတဲ့အခါလူအေးကိုရွာဆောင်နှစ်ကုန်းကလှဲအိုကြီးပေါ်မှာထိုင်ရသားတွေ့လိုက်ရတယ်။ဒါပေမဲ့လူအေးရဲ့မျက်လုံးတွေကအဖြူရောင်ကြီးတွေဖြစ်နေပြီးဘသူ့ကိုမှစကားမပြောတော့ဘူး။ရွာကအဖိုးအိုတစ်ယောက်ကမင်းတို့ကလှဲပြီးကိုသွားထိမိပြီးအဲ့ဒီလှဲကဝိညာဉ်တွေကိုတဲတဲ့လှဲအခုလှဲပြီးပြတ်သွားတော့လှဲကရှေ့ဆက်မရတော့ဘူး။မင်းတို့တွေကတယောက်ကလှဲပြီးအဖြစ်နေပေးရလိမ့်မယ်လို့တတိပေးလိုက်တယ်။ဖိုးထောင်ဟာသူ့ရဲ့လက်မောင်းတွေနဲ့ခြေထောက်တွေကတဖြည်းဖြည်းမာကျောလာပြီးတစ်သားသားတွေလိုမျိုးအကွဲလာတာကိုခံစားလိုက်ရတယ်။သူဟာကိုယ်တိုင်တစ်သားရုပ်ကြီးဖြစ်လာနေတာပါ။ညတိုင်းမှာရွာလန်းတစ်လျှောက်ချင်းဆိုတဲ့လှဲပြီးတန်ကြီးကိုရွာသားတွေကြားနေရတယ်။ဒါပေမဲ့ကြည့်လိုက်တဲ့အခါဘာလဲမှမရှိပဲလမ်းပေါ်မှာတော့သွေးဆိုးနေတဲ့လှဲပြီးရာကြီးတွေပဲကြံခဲ့ပါတယ်။ဆန်အေးကလူအေးကိုကယ်ဖို့အတွက်လှဲအိုကြီးစီကိုပြန်သွားတယ်။အဲ့ဒီမှာသူတွေ့လိုက်ရတာကလူအေးဟာလှဲရဲ့ဝင်ရိုးအဖြစ်ခန္ဓာကိုယ်ကြီးကတောင့်တင်းပြီးအသုံးပြုခံနေရတာပါပဲ။လှဲပေါ်မှာထိုင်နေတဲ့ဝိညာဉ်ကဆန်အေးကိုပြောတယ်လှဲပြီးကတစ်ဖက်သေးဆိုတော့မညီဘူးမင်းကနောက်ထပ်လှဲပြီးတစ်ဖက်လုပ်ပေးမလားတဲ့။ဆန်အေးဟာကြောက်လန့်တကြားနဲ့ထွက်ပြေးခဲ့ရတယ်။ဖိုးထောင်ဟာတကိုယ်လုံးတစ်သားသားဖြစ်သွားခါနီးမှာဆန်အေးကိုမှာခဲ့တယ်။ငါ့ကိုရွာပြင်ကလှဲအိုကြီးစီသွားပို့ပေးပါ။ငါသွားမှလူအေးလွတ်လိမ့်မယ်တဲ့။ဆန်အေးကတစ်သားရုပ်ဖြစ်နေတဲ့ဖိုးထောင်ကိုလှဲပေါ်တင်ပြီးရွာဆောင်နှစ်ကုန်းစီကိုသွားပို့တယ်။သူတို့ရောက်သွားတဲ့အချိန်မှာလှဲအိုကြီးကအလိုပြန်ကောင်းလာပြီးဖိုးထောင်ဟာလှဲရဲ့ဘေးအဖြစ်အစားဝင်သွားပါတော့တယ်။ဖိုးထောင်လှဲပြီးတဲ့ရောက်သွားတာနဲ့လူအေးဟာတတိပြန်ရလာပြီးလှဲပေါ်ကနေပြုတ်ကျလာတယ်။ဒါပေမဲ့လူအေးဟာစကားတလုံးမှမပြောနိုင်တော့ဘဲသူ့ရဲ့အသားရည်တွေကလည်းတစ်သားရောင်တွေဖြစ်နေခဲ့ပြီးလှဲအိုကြီးဟာအလိုမောင်းနှင်ပြီးတောနက်ထဲကိုဝင်သွားတယ်။လှဲသွားတဲ့နောက်မှာတော့ဖိုးထောင်ရဲ့ငိုတန်ကြီးကတောအုပ်တစ်ခုလုံးဟိန်းနေပါတော့တယ်။မနက်လင်းတဲ့အခါရွာဆောင်နှစ်ကုန်းမှာဘာလဲမှမရှိတော့ဘူး။ဒါပေမဲ့အဲ့ဒီနေရာမှာတော့လူသားတစ်ယောက်ရဲ့လက်ချောင်းပုံတံတွေပါတဲ့လှဲပြီးရာကြီးကမြေကြီးပေါ်မှာထင်ကျန်ရစ်ခဲ့တယ်။အခုထက်ထိအဲ့ဒီရွာမှာလာပြညဆိုရင်ဘဝိညာဉ်တဲ့လှဲတန်ကြီးကိုကြားနေရဆဲဖြစ်ပြီးဘယ်သူမှအပြင်မထွက်ရဲကြတော့ပါဘူး။